ဒီနေ့ဗီဒီယိုမှာတော့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုကိုလေ့လာကြည့်ကြပါမယ်။ဒါကတော့ ChatGPT ကိုအသုံးပြုပြီးတော့ကိုမျက်နှာနဲ့ logo တွေကိုအလုပ်အတွက် logo တွေကိုစက္ကန့်ပိုင်းအတွင်းမှာဖန်တီးကြည့်ကြပါမယ်။ ChatGPT မှာဒီလောက်ကို$20နဲ့ plus plan ဝယ်ပြီးတော့သုံးရင်ပုံမြန်ဆန်ပြီးအရွေးသေးကောင်းတဲ့ logo တွေကိုဖန်တီးလို့ရနိုင်ပေမဲ့ဒီနေ့ tutorial မှာတော့ကျွန်တော်တို့ preview လုပ်ကြပါမယ်။ကိုယ့်ရဲ့ Facebook TikTok YouTube အစရှိတဲ့ social media profile တွေနဲ့ကိုယ်ပိုင်လုပ်ငန်းတွေမှာအသုံးပြုမဲ့ logo တွေကိုအရင်ကလိုခက်ဖန်တီးနေစရာမလိုပဲ prompt လေးတွေရေးပြီးတော့ကျွန်တော်တို့ထုတ်လို့ရနိုင်ပါပြီ။မသိသေးတဲ့သူတွေအတွက် ChatGPT ဆိုတာဘယ်လိုမျိုးလဲဆိုတာအတူရှင်းလင်းရှင်းပြပေးပါမယ်။ ChatGPT ဆိုတာ OpenAI ကနေတည်ထွင်ထားတဲ့ AI language model တစ်ခုဖြစ်ပြီးတော့စာသားတွေကိုနားလည်နိုင်ပြီးတော့လူတွေလိုမျိုးပြန်လည်တုံ့ပြန်နိုင်စွမ်းရှိပါတယ်။ဒီလိုသူ့ရဲ့စွမ်းရည်ကိုအသုံးချပြီးတော့ကျွန်တော်တို့လိုချင်တဲ့ logo concept တွေကိုစာသားတွေနဲ့ညွှန်ကြားလို့ရပါတယ်။ဒီတော့ကျွန်တော်တို့ step by step သွားကြည့်ကြပါမယ်ဒီလို AI အသုံးပြုနည်းတွေ prompt ရင်းနည်းတွေကိုအမြဲတမ်းလေ့လာဖို့ channel ကိုလည်း subscribe whatever လုပ်ပြီးတော့စောင့်ကြည့်လို့ရပါတယ် logo တွေဖန်တီးတဲ့အခါနည်းလမ်းတစ်ခုနဲ့ပြုလုပ်လို့ရပါတယ်ပထမတစ်ခုကကိုယ်မှာရှိတဲ့ပုံလူပုံပဲဖြစ်ဖြစ်ကိုကြိုက်တဲ့ logo design ပုံစံပဲဖြစ်ဖြစ်အဲ့ဒါကိုအခြေခံပြီးတော့ logo လုပ်တာပါနောက်တစ်ခုကတော့ logo ကိုယ့်ရဲ့ prompt တွေကိုဒီတိုင်းစာသားတွေပဲရေးခိုင်းပြီးတော့ကျွန်တော်တို့ထုတ်ခိုင်းတာပါ ChatGPT ကိုကျွန်တော်တို့ဓာတ်ရိုက်ထုတ်ခိုင်းလို့ရပါတယ်ဒါမှမဟုတ် ChatGPT ကပေးထားတဲ့ prompt ကိုယူပြီးတော့တခြား Leonardo AI တို့ Ideogram Midjourney အစရှိတဲ့ပုံထုတ်တဲ့ AI တွေမှာလည်းတွားပြီးတော့ထုတ်လို့ရပါတယ်ဒါကပုံနားလည်အောင်ရှင်းပြတာပါကိုယ်စိတ်ကြိုက်စမ်းသပ်နိုင်ပါတယ်ဒီဗီဒီယိုမှာတော့ ChatGPT မှာပဲကျွန်တော်တို့တစ်ခါတည်းထုတ်ကြပါမယ် ChatGPT ကို logo တွေဖန်တီးဖို့အတွက်အသုံးပြုမယ်ဆိုရင်ကိုလိုရှင်တဲ့ style တွေ color တွေ concept တွေကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းဖြစ်အောင်ရေးပြီးတော့ထုတ်ခိုင်းရင်တကယ်ကောင်းတဲ့ logo တွေရနိုင်ပါတယ်ကိုယ့်ရဲ့ prompt ပုံမှာလည်းကျွန်တော်တို့မူတည်ပါတယ်။ကိုယ်မှာရှိတဲ့ပုံတစ်ပုံနဲ့ logo တစ်ခုကိုကျွန်တော်တို့စမ်းပြီးတော့ဖန်တီးကြည့်ကြပါမယ်။ကျွန်တော်တို့အရင်ဆုံးကိုယ်မှာရှိတဲ့ဓာတ်ပုံတစ်ပုံကိုရွေးလိုက်ပါ။ကျွန်တော်တို့ဒီပန်းပွင့်ပုံကိုပဲကျွန်တော်တို့ upload လုပ်လိုက်ပါမယ်။ပြီးရင်ကျွန်တော်တင်ထားတဲ့ပုံထဲကဒီဇိုင်းကိုအခြေခံပြီးတော့ logo တစ်ခုဖန်တီးပေးပါပုံထဲကပန်းပုံစံကိုအသုံးပြုပြီးတော့ရုပ်ရှင်နဲ့အနက်ရောင်နဲ့အဖြူရောင်ဒီဇိုင်းတစ်ခုဖြစ်စေချင်ပါတယ် logo ထဲမှာကိုယ့်ကုမ္ပဏီရဲ့အမည် flower byte ကိုကျွန်တော်တို့ထည့်ပေးပါစာလုံးပုံစံမှာတော့ကိုကြိုက်တဲ့ဖောင့်အမျိုးအစားတစ်ခုကိုကျွန်တော်တို့ထည့်လိုက်လို့ရပါတယ်ဒီလိုရေးပြီးတော့ထုတ်လိုက်မှဆိုရင်ကျွန်တော်တို့လိုချင်တဲ့ logo ပုံစံတိုင်းကို ChatGPT ကနေထုတ်ပေးပါလိမ့်မယ်ခဏဆောင်မိရင်တော့ပုံရလာပါမယ်ဒီဇိုင်းကတော့တော်တော်လေးတည်တတ်ပါတယ်အပေါ်ကကျွန်တော်တို့ဓာတ်ပုံမှာပေးထားတဲ့ပုံနဲ့အတူတူပါပဲဒါပေမဲ့ logo ဒီဇိုင်းပုံစံကိုသူကပြောင်းလဲလိုက်တာပါစာလုံးပုံစံဖောင်းကတော့ကိုကြိုက်တာကိုထည့်သုံးလို့ရပါတယ်ကိုကြိုက်ရင်ဆေးလို့ရတယ်လို့ကိုမကြိုက်ရင်လည်းထပ်ပြီးတော့ prompt ကိုပြင်ပြီးတော့ထပ်ပြီးတော့ generate လုပ်လို့ရပါတယ်ကျွန်တော်ကတော့နောက်ထပ်ဥပမာတစ်ခုကိုဆက်ပြပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ကိုဖုန်းထဲကနေ logo လုံးမဲ့လူပုံပဲဖြစ်ဖြစ်အပုံတစ်ခုကိုကျွန်တော်တို့ယူလိုက်ပါပြီးရင်ကျွန်တော်တင်ထားတဲ့ပုံထဲကလူပုံကိုအသုံးပြုပြီးတော့ logo တစ်ခုဖန်တီးပေးပါလူပုံစံကိုရိုးရှင်းတဲ့ cartoon ပုံစံဖြစ်ပြောင်းပေးပါအရောင်အနေနဲ့နဲ့ပြရောင်နဲ့အဖြူရောင်ကိုအဓိကထားပေးပါပေါက်ကြီး official ဆိုတော့ကျွန်တော်ရဲ့ရှင်းတဲ့နာမည်ကိုထည့်ပေးပါဒီမှာလဲဖောင်းပုံစံကိုကိုကြိုက်တဲ့ဖောင်းပုံစံထည့်လို့ရပါတယ်မထည့်လည်းရပါတယ်โอเคဒီလိုရေးပြီးတော့ကျွန်တော်တို့ထုတ်လိုက်ပါမယ်ခဏဆောင်ပြီးရင်တော့ကျွန်တော်တို့ရဲ့ရှင်းတဲ့ logo လေးရလာပါပြီဒါကတော့ကိုယ်မှာရှိတဲ့ပုံတွေကိုပြပြီးတော့သူ့ကို logo ထုတ်ခိုင်းတာဖြစ်ပါတယ်ကိုယ်မှာရှိတဲ့ logo လုပ်ရှင်တဲ့ပုံကို ChatGPT မှာ upload လုပ်ပြီးတော့ logo ပုံစံနဲ့ပတ်သက်တဲ့ prompt တွေကိုရေးပြီးတော့ကျွန်တော်တို့ထုတ်နိုင်ပါတယ်ဒီမှာလည်းကျွန်တော်ထုတ်ထားတဲ့ logo တွေရဲ့ဥပမာတွေကိုပြပေးထားပါတယ်လိုအပ်ရင်ယူသုံးနိုင်ပါတယ်ကျွန်တော်တို့ကပုံနဲ့မထုတ်ရှင်ဘူးပုံလည်းမရှိဘူးဒီတိုင်း prompt ရေးပြီးတော့ပဲထုတ်ရှင်နေဆိုရင်လည်းရပါတယ် ChatGPT မှာစာသားတစ်ခုရင်းနဲ့လည်း logo ဖန်တီးလို့ရပါတယ်ကိုက prompt ကိုရှင်းရှင်းလင်းလင်းကိုလိုချင်တဲ့ပုံစံကိုပြောပြလိုက်ရင်ရပါပြီကျွန်တော်ဥပမာတစ်ခုပြပါမယ်ကိုမှဆိုင်တစ်ဆိုင်ဖွင့်ထားတဲ့ကိုဖီဆိုင်ပဲဆိုပါစို့ကျွန်တော် prompt ကိုဒီလိုရေးလိုက်ပါမယ်ကျွန်တော်ရဲ့ကိုဖီဆိုင်အတွက် logo တစ်ခုဖန်တီးပေးပါ logo မှာကိုဖီခွက်တစ်ခွက်ရဲ့ရွေးရှင်းတဲ့ပုံစံကိုထည့်ပေးပါအရောင်အနေနဲ့အညိုရောင်နဲ့အဖြူရောင်ကိုသုံးပေးပါဆိုင်နာမီကတော့ copy byte ဖြစ်ပါတယ်စာလုံးပုံစံအမျိုးအစားကိုကျွန်တော်တို့ရေးထည့်လိုက်ပါဒီလိုရေးပြီးတော့ကျွန်တော်တို့ထုတ်ကြည့်လိုက်ပါမယ် ChatGPT ကနေပုံဖန်တီးပေးနေပါပြီခဏဆောင်ပြီးရင်တော့ကျွန်တော်တို့လိုချင်တဲ့ပုံကိုသူကထုတ်ပေးနေပါပြီခဏတော့ဆောင်အောင်ပါမယ်ကျွန်တော်တို့လိုချင်တဲ့ပုံကိုသူထုတ်ပေးနေပါပြီကိုကအစင်ပြေလို့ဆိုတော့ကြည့်ပြီးရင်တော့ကြိုက်ရင်ဆေးလုပ်ပြီးတော့အသုံးပြုလို့ရပါပြီ
မကြိုက်သေးဘူးဆိုရင်တော့ကိုယ်စိတ်ကြိုက်ဖြစ်တဲ့အထိ prompt တွေကိုပြန်ပြင်ရင်းပြီးတော့ထုတ်နိုင်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်နောက်တစ်ခုကိုစမ်းကြည့်အောင်။ခင်မီတဲ့နေပညာကုမ္ပဏီတစ်ခုအတွက် logo တစ်ခုဖန်တီးပေးပါ။ logo ကရွေးရှင်းပြီးတော့ geometry ပုံစံဖြစ်ရမယ်။အရောင်အနေနဲ့အပြာရောင်အနီရောင်နဲ့ခရမ်းရောင်ကိုထည့်ပေးပါဆိုပြီးတော့ကျွန်တော်တို့ရေးပါမယ်။ကုမ္ပဏီအမည်ကတော့ T-Stran ဖြစ်ပါတယ်။စာလုံးပုံစံကိုလည်းဒီမှာစာလုံးဒီဇိုင်းမျိုးစုံကိုထည့်လိုက်ပါကျွန်တော်ကတော့ပုံမယ်ရေးပြီးသွားတဲ့အခါမှာကျွန်တော်တို့ထုတ်ကြည့်ပါမယ်ပုံထုတ်တော့ကိုစောင့်နေတော့မှကျွန်တော်တို့ဒီလို prompt တွေကိုရေးဖို့အတွက် prompt ရင်းလေးတွေကိုပြပြပါမယ် logo တစ်ခုထုတ်ခိုင်းတဲ့အခါပဲဖြစ်ဖြစ်အရှောက်ပုံတွေထုတ်ခိုင်းတဲ့အခါပဲဖြစ်ဖြစ် prompt ရေးပုံရင်းလေးတွေကလိုအပ်ပါတယ်ဒါမှ AI ကိုတိတိကျကျခိုင်းလို့ရမှာပါ logo ရဲ့အဓိကကိုယ်ထည်ပိုင်းကိုအဆင်ပြေဆုံးပြပြပါကျွန်တော်တို့ logo တစ်ခုကိုဆွဲခိုင်းတော့မှဆိုရင် logo ရဲ့ကျွန်တော်တို့အဓိကကိုယ်ထည်ပိုင်းကိုအရင်ဆုံးပြပြပါဥပမာကိုပီခွက်တောင်တန်းပန်းပုံနှလုံးပုံစသဖြင့်ဒါတွေကိုကျွန်တော်တို့အရင်ပြပြပါဒုတိယအချက်ကတော့အယောင်ပုံစံဖြစ်ပါတယ်ရိုးရှင်းတဲ့အယောင်တွေဖြစ်တဲ့ဖြူနီပြောက်ဝါစရှိတဲ့အယောင်တွေကိုထုတ်ခိုင်းလို့ရတယ်လို့ဒါမှမဟုတ်ခင်မီတဲ့ gradient အယောင်တွေကိုလည်းကျွန်တော်တို့ထုတ်ခိုင်းလို့ရပါတယ်နောက်တစ်ချက်ကတော့စာလုံးဒီဇိုင်းပုံစံဖြစ်ပါတယ်ကိုကဘယ်စာလုံး font style တွေနဲ့လိုချင်တာလဲဆိုတော့ဟိုတစ်ခါတည်းထိပေးလို့ရပါတယ်နောက်ဆုံးတစ်ခုကတော့ကိုယ့်ရဲ့ရှင်ရဲ့နာမည်ဆိုင်နာမည်ကုမ္ပဏီနာမည်စတာတွေကိုကျွန်တော်တို့ထိပေးပါ logo တီးတီးပဲလိုချင်တယ်ဆိုရင်တော့မထည့်ရင်လည်းရပါတယ်။ Okay ဒါဆိုရင်တော့ logo တစ်ခုဖန်တီးတဲ့အခါမှာ prompt တစ်ခုကိုဘယ်လိုရေးရမလဲဆိုတာကျွန်တော်တို့သိသွားလောက်ပါပြီ။ Okay ကျွန်တော်တို့ရဲ့ပုံလည်းရလာပါပြီ။ပုံကိုစစ်စစ်ပြီးရင်တော့ကိုယ်တပုတ်အတိုင်းဆေးလုပ်ပြီးတော့အသုံးပြုလို့ရပါပြီ။ဒီမှာလည်းကျွန်တော်ထုတ်ထားတဲ့ prompt တွေနဲ့ logo တွေကိုပြပေးထားပါတယ်။ကိုလိုအပ်ရင်ကျွန်တော်တို့ယူသုံးနိုင်ပါတယ်။ကိုယ့်ရဲ့ logo ကရိုးရှင်းပြီးတော့မှတ်မိလွယ်နေမယ်ဆိုရင်လူတွေကကိုယ့်ရဲ့ sign ပစ္စည်းတွေနဲ့နောက်တစ်ချိန်တွေ့တဲ့အခါမှာတွေးမြင်နေစေဖို့လွယ်ကူပါတယ်ပြီးတော့ logo ရဲ့အယောင်ကိုရွေးချယ်တဲ့အခါမှာလည်းကိုယ့်ရဲ့ niche နဲ့စိတ်ခံစားမှုနဲ့ကိုက်ညီတဲ့အယောင်ကိုပဲရွေးချယ်ပါဥပမာအနီရောင်ကရေရင်မှုစိတ်ရထက်သန်မှုတွေကိုဖော်ပြပေးနိုင်တယ်လို့အပြာရောင်ကလည်းအေးချမ်းချင်းယုံကြည်ခြင်းတွေကိုပုံဖော်ပေးတယ်လို့မျိုးပါစာလုံးပုံစံကတော့ကိုယ်စိတ်ကြိုက်ကျွန်တော်တို့ထည့်သွင်းနိုင်ပါတယ် prompt တွေကိုရေးတဲ့အခါမှာပို့ပြီးတော့တိတိကျကျရေးနိုင်လေကိုလိုရှင်တဲ့ပုံစံနဲ့နှီးစပ်တဲ့ logo တွေကိုရနိုင်လေလေးပဲဖြစ်ပါတယ်logo တွေပုံတွေထုတ်တဲ့အခါမှာကျွန်တော်တို့တစ်ခါတည်းထုတ်ရုံနဲ့ကျင်းနေမနေပါနဲ့အချင်းချင်းပြန်ထုတ်ကြည့်ပြီးတော့ CCPD ကထုတ်ပေးတဲ့ logo တွေကိုကိုယ့်အကျဉ်းစံတစ်ခုကိုရွေးပါကျွန်တော်တို့နောက်တစ်ချိန်ထပ်ထုတ်ကြည့်ဖို့မကြောက်ပါနဲ့စမ်းသပ်ကြည့်ပါ CCPD ကထုတ်ပေးတာတွေကိုကိုယ်စိတ်ချင်းမဖြစ်ဘူးဆိုရင်လည်း prompt တွေရေးခိုင်းပြီးတော့တခြား Ideogram တို့ Leonardo တို့ Midjourney တို့စတဲ့ AI တွေမှာအဲ့ဒီ prompt တွေကိုအသုံးချပြီးတော့တော့ထုတ်လို့ရပါတယ်ဒီထက်ပိုကောင်းတဲ့ logo တွေကိုလိုချင်ရင်တော့ design ဆွဲလို့ရတဲ့ software တွေနဲ့အသုံးပြုပြီးတော့ကိုယ်စိတ်ကြိုက်ဖန်တီးပေးနိုင်တဲ့ designer တွေစီမှာအဲ့ဒါမျိုးလည်းလောက်ဆောင်နိုင်ပါတယ်ဒါပေမဲ့ CGPD မှာပဲအဆင်ပြေအောင်ထုတ်ရှင်တဲ့သူတွေအတွက်လည်းဒီဗီဒီယိုကတကယ်အသုံးဝင်မယ်လို့ယူဆပါတယ်နောက်ဆုံးအနေနဲ့ prompt တွေကိုစူးစမ်းပြီးတော့မရေးချင်ဘူးဒီတိုင်းပဲထုတ်ရှင်တဲ့ဆိုသူတွေအတွက်တောင်မှ CGPD မှာ logo design ပုံစံဖန်တီးနိုင်ပါတယ်ကိုယ့်ရဲ့ပုံဖြစ်ဖြစ်တခြားပုံတစ်ခုဖြစ်ဖြစ်တင်ပြီးတော့ဒီပုံကိုအခြေခံပြီးတော့ logo တစ်ခုဖန်တီးပေးပါ channel ရဲ့နာမည်က PH ကျွန်တော်တို့တစ်ခုထည့်လိုက်ရင်တော့ပုံတွေ logo တွေကိုထုတ်ပေးပါလိမ့်မယ်။ Okay ဒါလို့ဆိုရင်တော့အတိုင်းအတာတစ်ခုထိစက္ကန့်ပိုင်းအတွင်းမှာအဆင်ပြေပြေနဲ့ CGPD ကိုအသုံးပြုပြီးတော့ logo တွေကိုလုပ်တတ်သွားလိမ့်မယ်လို့ယူဆပါတယ်။ဒီဗီဒီယိုမှာကိုယ်ပိုင်ပုံတွေနဲ့ logo ဖန်တီးတာတွေရောစာသားတစ်ခုတွေနဲ့ logo ဖန်တီးတာတွေရောကိုလွယ်လွယ်ကူကူနဲ့လုံးလုံးဆင်ပြေအောင်ပြပေးထားတာပါ။မပြေတာနဲ့သိချင်တာတွေရှိရင်လည်းကျွန်တော်တို့ man မှာရေးထားခဲ့လို့ရပါတယ်။ကိုယ့်ရဲ့ logo ရဲ့ရလဒ်တွေကိုလည်းကျွန်တော်တို့မျှဝေပေးခဲ့ရပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုတွေကိုသဘောကျတယ်ဆိုရင်ဗီဒီယိုအစပိုင်းမှာပြောခဲ့သလိုပဲ please subscribe ဆရာကဘာ အဲ့လိုမပြောနဲ့ ပြန်တွေ့ပါမယ် bye bye